ခொနရသားသမီးတွေကိုရေတပူနဲ့ကဲတင်ဖို့လောကကြီးတဲ့ကိုရောက်လာခဲ့တဲ့ဘိုးတော်လေးအားလုံးပဲမင်္ဂလာပါမင်းသားကြီးပြည်သူများရှင်တိုးတက်နေတဲ့ခေတ်ကြီးထဲမှာရေတံဘူးတပူတဲ့နဲ့ယောဂမှန်သမျှကုသနိုင်တဲ့သူတယောက်ရှိနေပါပြီယောဂဝေဒနာခံစားနေရတဲ့သူတွေခွဲစိတ်ကုသဖို့လိုအပ်နေတဲ့သူတွေကဒီကလေးလေးပေးတဲ့ရေတံဘူးတပူကိုတောက်လိုက်ရုံနဲ့ယောဂတွေပျောက်ကင်းသွားတယ်လို့နာမည်ကြီးနေကြတာပါသူကတော့မူလာတန်းចောင်းသားအရွယ်လေးသာရှိသေးတဲ့ဘိုးတော်လေးဖြစ်ကစိတ်ုံစေကံစရိတ်တွေကိုမတက်နိုင်တဲ့သူတွေအတွက်တခုရီသောအားကိုးရာဖြစ်လာခဲ့ပါတယ်မိခင်ဖြစ်သူရဲ့ပြပြချက်အရတော့ဘိုးတော်လေးကလူနာတွေကိုဆေးဝါးတွေတိုင်းရင်ဆေးတွေခင်မီစက်ကရိယာတွေနဲ့ကုသပေးနေတာမဟုတ်ဘဲရေတံဘူးတွေကရေမန်းလေးတိုက်ပေးတဲ့နီလန်းနဲ့ကုသပေးနေတာပါသူ့လက်နဲ့ထိပြီးတော့ရေတံကိုပဲမြစ်တာပို့ပြီးတိုက်လိုက်ရုံနဲ့ခွဲစိတ်ရမယ့်လူနာတွေတော့မခွဲရတော့ပဲပျောက်သွားတာတွေရှိတယ်လို့ဆိုပါတယ်ဒီသတင်းတွေပြန့်နှံ့သွားတဲ့နောက်မှာတော့ဘိုးတော်လေးထံကိုလာရောက်ကုသသူတွေကကြိတ်ကြိတ်တိုးစီကားလာခဲ့တာပါယောဂီပေါင်းမီလေးကိုဝစ်ထားတဲ့ဘိုးတော်လေးကရေတံဘူးလေးနဲ့ဆေးကုသပေးနေကဘေးနာကအမေကတော့ကူညီပေးနေတာပါကျောင်းချိန်မှာကျောင်းသွားရပြီးကျောင်းကပြန်လာရင်တော့ဘိုးတော်လေးကဆေးကုသပေးရပါတယ်ဘိုးတော်လေးနဲ့ကုသခြင်းလို့ရဝေးကနေရောက်လာတဲ့သူတွေလည်းရှိကောင်ဘိုးတော်လေးကိုယုံကြည်မှသာတတ်တာပျောက်ကင်းတယ်လို့ပြောကြပါတယ်ဘိုးတော်လေးရဲ့အမေကိုယ်တိုင်ကလည်းဘေးနာမှာကူညီပေးတာဖြစ်လို့ဆေးတွေနားလည်အောင်တင်နန်းတွေတက်လက်မှတ်တွေကိုယူထားတာပါအခုတော့ဆေးကုသတာကိုခဏတာနားထားလိုက်ပြီးဖြစ်ကပုံမှန်အတိုင်းဖျားတရားပဲလုပ်ပါတော့တယ်ဘိုးတော်လေးရဲ့အမေကတော့သူ့သားလေးကတာမန်လူတယောက်မဟုတ်ဘဲခொနရသားသမီးတွေကိုကဲတင်ဖို့အတွက်လောကကြီးတွေကိုရောက်လာသူလို့ဆိုပါတယ်သူ့လက်နဲ့ထိလိုက်ယုံနဲ့ယောဂတွေပျောက်ကင်းသွားစေတာကခொနရသားသမီးတွေကိုကဲတင်နေတာဖြစ်ကောင်သူ့ဘေးမှာလည်းမမြင်ရတဲ့အဆောင်ရှောက်တွေကရှိနေပါတယ်ဘိုးတော်လေးဟာမိခင်ဖြစ်သူရဲ့ဝမ်းပိုက်ထဲမှာရှိစဉ်ကလေးကထူးခြားတဲ့အိမ်မက်တွေအမြဲမလေးရှိပါတယ်ဝစ်ဖြူစင်ကျဲဝစ်ထားတဲ့အဖိုးအိုတွေလာရောက်တာကိုအိမ်မက်ထဲမှာမကြာခဏမြင်မှတ်ခဲ့ရကောင်တသက်လို့စားတဲ့အကျင့်ဖြစ်သွားခဲ့တာပါဘိုးတော်လေးမဖြစ်ခင်ကလေးဘဝကလေးကအသားငါးတွေကိုမစားဘဲတသက်လို့ပဲစားတာကိုလည်းမိဘတွေကသတိထားမိခဲ့ကြပါတယ်အခြားကလေးတွေလိုပြင်းလွှမ်းစော်ကစားရမယ့်အရွယ်မှာဘိုးတော်လေးကတရားထိုင်နေတတ်ကယောဂီအယောင်ကိုသာအမြဲတမ်းဝစ်ချင်တဲ့သူဖြစ်ပါတယ်ဆေးမကူသားရတဲ့အချိန်တွေမှာလည်းတရားထိုင်ပြီးပရိစိတ်နေလို့မိခင်ကိုယ်တိုင်ကသားလေးကိုကြည်ညိုနေရတာပါအထူးခြားဆုံးကတော့ညဘက်9နာရီလောက်အချိန်တွေမှာဒီကလေးလေးစီကိုဘိုးတော်တွေကြွလာလေးရှိတာပါဘိုးတော်ကတ်လာတဲ့အချိန်မှာမူလာတဲ့ចောင်းသားအရွယ်ဘိုးတော်လေးကအတန်နဲ့အမူအရာတွေကပြောင်းလဲသွားတတ်တဲ့ရှင်စကားပြောတဲ့အခါမှာလည်းရင်းချက်တည်ငြိမ်တဲ့ပုံစံဖြစ်သွားကောင်ပုပ်ကိုကတ်နေတဲ့အချိန်မှာမိခင်ဖြစ်သူကိုယ်တိုင်ကသူ့ကိုသားလေးလို့ခေါ်လို့မရပဲဘိုးတော်လို့သာခေါ်ရတာပါလက်ရှိချိန်မှာတော့စေကူသားခွင့်နားထားပေမဲ့ဘိုးတော်လေးရဲ့ဆန္ဒကတော့လူအများကိုကတ်တင်ချင်တာဖြစ်ပါတယ်ရှင်ငယ်သေးတဲ့ကလေးလေးဖြစ်တာကြောင့်တချို့တွေကတော့မယုံကြည်ကြပဲဇက်ကောင်တစ်ခုခုကကလေးကိုလွှမ်းမိုးနေတယ်လို့ပဲထင်ကြပါတယ်ကလေးရဲ့အမေကတော့သူ့ရဲ့သားလေးကထူးခြားသူတစ်ယောက်ဖြစ်နေကောင်ဘိုးတော်ကတ်တဲ့သူဖြစ်ကြောင်းပါအာမခံထားပါတယ်ရှင်ဘိုးတော်လေးကအခုချိန်မှာဆေးမကုရပေမဲ့သူ့ရဲ့ရည်ရွယ်ချက်ကတော့လောကကြီးထဲမှာ900သားသမီးတွေကိုကယ်တင်ဖို့ရောက်လာတာဖြစ်လို့တစ်ချိန်ချိန်မှာတော့ကယ်တင်သွားမှာပါရှင်အဲ့ဒီအချိန်မှာအစင်သေးဖြစ်သွားအောင်မိခင်ဖြစ်သူကလည်းစိတ်ပညာကိုသင်ယူထားပြီးဖြစ်ပါတယ်ရှင်ရေသက်တစ်မျိုးနဲ့ယောဂမျိုးစုံကိုကုသနိုင်ကောင်လူစွမ်းကောင်းလေးဖြစ်နေတဲ့ဘိုးတော်လေးအပေါ်ဘလို့ထင်မြင်မိလဲဆိုတာပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ပြီးအားပေးခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ